အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိကြည့်ရှုအားပေးတဲ့သူအရောက်ချင်းစီတိုင်းပေါ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးမှအားပေးကြပါနော် like share subscribe လေးကိုလည်းနှိပ်ပေးကြပါပြီးတော့ channel အသစ်လေးချစ်စနိုး channel လေးကိုလည်းအားပေးကြပါ like share subscribe လေးကိုနှိပ်ပေးကြပါလို့တောင်းဆိုပါရစေဒီနေ့မှာတော့အမျိုးသမီးတွေကာမနိုးကြနိုင်တဲ့အချက်၅ချက်ဆိုတဲ့အကောင်းစဉ်လေးနဲ့တင်ဆက်ပေးချင်ပါတယ်အမျိုးသမီးတွေရဲ့လိင်ပိုက်ဆရာစိတ်ဆန္ဒနိုးကြတက်ကြွလာစေတဲ့အတိကအချက်၅ချက်ကိုတင်ဆက်ပေးချင်ပါတယ်နော်လူသားတွေရဲ့စိတ်ဆန္ဒဆိုတာကရှုပ်ထွေးစမ်းကြယ်ပြီးတော့တယောက်နဲ့တယောက်မတူညီကြပါဘူးနော်ဒါပေမဲ့အမျိုးသမီးတွေရဲ့လိင်ပိုက်ဆရာစိတ်နိုးကြမှုဟာအုံနောက်ရဲ့ဓာတုဗီဒပြောင်းလဲမှုစိတ်ခံစားမှုနောက်ခံအခြေအနေနဲ့ရုပ်ပိုင်းဆရာလုံးစော်မှုတွေပေါ်မှာအလွန်ပဲအခြေခံပါတယ်အမျိုးသမီးတွေရဲ့စိတ်ဆန္ဒကိုနိုးဆွပေးနိုင်တဲ့သိပ္ပံပညာနဲ့စိတ်ပညာအရာတက်တည်ပြတဲ့အချက်၅ချက်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1ချက်မှာတော့စိတ်ချင်းစစ်နွယ်မှုနဲ့အလိုရှိခြင်းခံရတဲ့ခံစားချက်ပေါ့နော်အမျိုးသမီးအများစုအတွက်စိတ်ဆန္ဒဟာခန္ဓာကိုယ်စီမရောက်ခင်မှာအုံနောက်ထဲမှာအရင်ဆုံးစတင်လိရှိပါတယ်တစ်ဖက်လူကမိမိကိုယ်တကယ်ပဲနားလည်ပေးတယ်တန်ဖိုးထားတယ်ပြီးတော့ရုပ်ပိုင်းစရာတစ်တဲ့အတွက်တင်မဟုတ်ပဲနဲ့စိတ်ရင်းနဲ့တကယ်အလိုရှိတယ်လို့ခံစားရတာဟာစိတ်ပိုင်းစရာကိုပြင်းပြင်းထန်ထန်နှိုးဆော့ပေးနိုင်ပါတယ်ဖြစ်စဉ်အနေနဲ့တော့ဒါဟာစိတ်ဖြစ်စည်းမှုနဲ့စွရင်ပူပန်မှုတွေကိုရော့ချသွားစေပါတယ်စိတ်ဖြစ်စည်းမှုတွေရော့ချသွားတဲ့အခါမှာတော့အုံနောက်ထဲမှာစိတ်ဆန္ဒကိုထိန်းချုပ်တဲ့အစစ်အပိုင်းတွေကိုအလုံးလုံးလာတာဖြစ်ပါတယ်တွေ့ရတတ်တဲ့ပုံစံတွေကတော့စိတ်ချင်းနေစမဲ့စကလုံးတွေပြောဆိုတာပြီးတော့မျက်လုံးချင်းစိုက်ကြည့်တာစိတ်ရင်းမှန်တဲ့ချီကျိုးစကားနဲ့ပေါ့နော်အာယုံအပြော့ဝပေးတာမျိုးတွေဖြစ်ပါတယ်နံပါတ်2ချက်မှာတော့အတိညာနဲ့စကားအတုံးလုံးဆရာလုံးစော်မှုပေါ့နော်တစ်ဖက်လူရဲ့အတိညာပြောဆိုချက်ကြမှုအပေါ်မှာစိတ်ဝင်စားစိတ်နိုးကြတာမျိုးဟာအမျိုးသမီးတွေမှာအလွန်ဖြစ်များပါတယ်အပြန်အလှန်စနောက်တာပြီးတော့စိတ်ဝင်စားမှုကောင်းတဲ့ဆွေးနွေးမှုတွေလုပ်တာဒါမှမဟုတ်စိတ်ထဲကဆန္ဒတွေကိုစကလုံးနဲ့ပွန့်ပွန့်လင်းလင်းဖော်ပြတတ်တဲ့စကလုံး foreplay တွေဟာရုပ်ပိုင်းဆရာထိတွေ့မှုအစွမ်းထက်ပါတယ်ဖြစ်စဉ်အနေနဲ့ပေါ့နော်အုံနောက်ဟာအဓိကအကျအဆုံးလေအင်္ဂါပဲဖြစ်ပါတယ်အမျိုးသမီးတယောက်အနေနဲ့စိတ်ကိုစိတ်တန်းဒါမှမဟုတ်အတိညာကိုလုံးစော်ပင်လိုက်တဲ့အခါစိတ်ကြည်နပ်မှုကိုပေးစွမ်းတဲ့ဒိုပါမင်းဓာတ်တွေအုံနောက်ထဲမှာထွက်ရှိလာစေပါတယ်ပြီးတော့တွေ့ရတတ်တဲ့ပုံစံတွေကတော့ဟာတငင်ရွှင်တာပေါ့နော်ရင်ဖွင့်စကားတွေပြောတာစိတ်လှုပ်ရှားစေမဲ့စကလုံးတွေပြောတာဒါမှမဟုတ်တဏိတာလုံးမှာစိတ်လှုပ်ရှားမှုကိုတဖြည်းဖြည်းချင်းတိဆောက်သွားပုံခက်ဆာဆာလေးမစိန်message လေးတွေကိုပို့ပေးတာမျိုးဖြစ်ပါတယ်နံပါတ်3ချက်မှာတော့ဟော်မုန်းအပြောင်းအလဲရာသီစစ်ဝိုင်းပေါ့နော်အမျိုးသမီးတယောက်ရဲ့အခြေခံစိတ်ဆန္ဒဟာခန္ဓာကိုယ်တွင်ဇီဝနာယီနဲ့အများကြီးသက်ဆိုင်နေပါတယ်လဆင်ရာသီဝိုင်းထဲမှာလိင်ပိုင်းဆရာဆန္ဒတွေတဘာဝအတိုင်းအမြင့်ဆုံးဖြစ်နေတတ်တဲ့အချိန်ကာလအတိအကျရှိပါတယ်ပေါ့နော်ဖြစ်စဉ်အနေနဲ့တာဥအင်ကတာဥမကြွေခင်ကာလတွင်အထူးသဖြင့်ပေါ့နော်တာဥကြွေမဲ့ရက်ဝင်းကျင်ပါestrogen နဲ့ testosterone ဟော်မုန်းတွေဟာအမြင့်ဆုံးကိုပုံမှန်အားဖြင့်ရာသီစဝဲရဲ့10ရက်မြောက်နေ့ကနေ15ရက်မြောက်နေ့အတွင်းအမျိုးသမီးအများစုဟာခန္ဓာကိုယ်ထိတွေ့မှုတွေကိုပို့ပြီးတော့ခံစားလွယ်လာတတ်တာကစိတ်ဆန္ဒတွေလည်းတဘာဝအတိုင်းမြင့်တက်နေတတ်ပါတယ်နံပါတ်4ချက်မှာတော့လိင်ပိုင်းဆရာမဟုတ်ဘဲနဲ့နှွေးထွေးမှုကိုပြသတဲ့ထိတွေ့မှုပေါ့နော်လိင်စစ်ဆန်မှုတိုက်ရိုက်မရည်ရွယ်ဘဲနဲ့နာကျင်မှုကိုပြသတဲ့ထိတွေ့ကြိုက်တွယ်မှုတွေဟာစိတ်ဆန္ဒကိုနှိုးကြစေမှုအလွန်ထိရောက်ပါတယ်ဒီလိုထိတွေ့မှုမျိုးဟာအဓိကအားဖြင့်ပေါ့နော်မေတ္တာနဲ့နှွေးထွေးမှုကိုပြတာဖြစ်လို့လိင်စစ်ဆန်ရမယ့်ဖြစ်အားကိုရော့ချသွားစေပြီးတော့စိတ်ဆန္ဒဖြစ်ပေါ်စေဖို့ပုံမလွယ်ကိုသွားစေပါတယ်ဖြစ်စဉ်အနေနဲ့ပေါ့နော်ကာလအတန်ကြာအည်ပြချင်းထိတွေ့မှုရှိတဲ့အခါမှာတန်ရောစင်ဖြစ်စေတဲ့ oxytocin ဟော်မုန်းထွက်ရှိလာပါတယ် oxytocin ဟာယုံကြည်မှုနဲ့ရင်းနှီးမှုကိုတိုးပွားစေပြီးတော့လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒစေကိုတဘာဝအတိုင်းလိုင်းခင်းပေးပါတယ်တွေ့ရတတ်တဲ့ပုံစံတွေကတော့အကြာကြီးဖက်ထားတာပေါ့နော်ပြင်ပန်းတဲ့နေ့တွေမှာခြေထောက်တွေနဲ့ပေးတာပြီးတော့စပင်လေးတွေကိုပတ်သက်ပေးတာ
ဒါမှမဟုတ်အခြားအရာတွေကိုချက်ချင်းမမျှော်လင့်ဘဲနဲ့ခါရီကိုတသားရရကြိုက်တွေ့ပေးတာမျိုးဖြစ်ပါတယ်နံပါတ်5ချက်မှာတော့ထူးခြားစမ်းသစ်မှုစဉ်းစားမှုနဲ့စိတ်လှုပ်ရှားမှုပေါ့နော်ထပ်တလဲလဲဖြစ်နေတဲ့ညီထိုင်မှုပုံစံဟောင်းတွေဟာစိတ်ဆန္ဒကိုတည်စေပါတယ်မမျှော်လင့်ထားတဲ့အရာတွေစဉ်းစားမှုတွေဒါမှမဟုတ်ရင်ခုန်စိတ်လှုပ်ရှားစရာအခြေအနေတွေပေါ့နော်ဖန်တီးပေးခြင်းကစိတ်ဆန္ဒကိုချက်ချင်းနှိုးဆော့ပေးနိုင်ပါတယ်ဖြစ်စဉ်အနေနဲ့စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေကဒိုပါမင်းဓာတ်တွေကိုမြင့်တက်စေပါတယ်စေပညာအရာလူအုံနောက်ဟာလူရင်တုံတာတွေးကြွတာစတဲ့စိတ်လှုပ်ရှားမှုလက္ခဏာတွေကိုလိမ်ပိုက်စရာစိတ်နိုးကြမှုဖြင့်မာယွန်းခံစားရယူတတ်ကြပါတယ်တွေ့ရတတ်တဲ့ပုံစံတွေကတော့အတူတူအလုပ်အသစ်ဆန်းတွေလောက်တာမရောက်ဖို့တဲ့နေရာတွေကိုခရီးသွားတာပေါ့နော်ဒါမှမဟုတ်အိတ်ခမ်းထဲမှာပတ်ဝန်းကျင်နဲ့အလေးထားတွေကိုပြောင်းလဲပစ်လိုက်တာမျိုးဖြစ်ပါတယ်အရေးကြီးတဲ့စီမင်းစည်းကမ်းတွေကတော့အမျိုးသမီးတွေရဲ့စိတ်ဆန္ဒဟာအခြေအနေတွေပေါ်မှာအများကြီးမူတည်ပါတယ်ပေါ့နော်ဒါကြောင့်မို့လို့လူတယောက်အတွက်တရက်ထဲမှာတင်အဆင်ပြေခဲ့တဲ့နီလန်းဟာစိတ်ဖြစ်စီမှုပင်ပန်းနွမ်းနယ်မှုနဲ့အိမ်ထောင်ရေးအဆင်ပြေချောမွေ့ပေါ်မူတည်ပြီးတော့ပြောင်းလဲသွားနိုင်ပါတယ်အပြန်အလှန်ဖွင့်ဖွင့်လင်းလင်းဆက်သွယ်ပြောဆိုခြင်းနဲ့ဂယုတစိုက်နာထောင်ပေးခြင်းမှသာစိတ်ဆန္ဒကိုနှိုးဆော့ပေးတဲ့အကောင်းဆုံးသောအရာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးတင်ပါတယ်